အားလုံးပဲမင်္ဂလာပါရှင် B Science Class မှာကြိုဆိုပါရစေဒီနေ့ပြောကြားသွားမယ့်ခေါင်းစဉ်လေးကတော့ 7 characteristics of living thing visit screen ပဲဖြစ်ပါတယ် M movement R respiration S sensitivity G grow R reproduction E excretion and nutrition တို့ပဲဖြစ်ပါတယ်ရှင် movement မှာဆိုလို့ရှိရင်เนาะ animal တွေပြေးတာလွှားတာနေရပြောင်းသွားတာအပင်လေးတွေနေအောင်လာတဲ့ဘက်ကိုရိမ်းသွားတာတွေကို movement လို့ခေါ်ဆိုနိုင်ပါတယ် living အကုန်လုံးဟာ movement လုပ်နိုင်ရပါမယ် respiration မှာဆိုရင်တော့စားထားတဲ့အစာနဲ့ရှူလိုက်တဲ့အောက်ဆီဂျင်ကနေတဆင့် energy ကိုရယူမဲ့ဖြစ်စဉ်ဖြစ်ပါတယ် sensitivity ကတော့ကျမတို့ရဲ့အာရုံခံစနစ်တွေကနေတဆင့်အာရုံခံနိုင်တဲ့စွမ်းရည်ဖြစ်ပါတယ် growth မှာဆိုလို့ရှိရင်တော့လူတွေရက်ရှည်လာတာအပင်တွေမြင့်လာတာအပြင်ကိုမှကျမတို့ရဲ့ cell တွေ cell division ဖြစ်လာတာကိုလည်း growth မှာထည့်သွင်းပြီးတော့ပြောကြားနိုင်ပါတယ် reproduction မှာတော့ asexual reproduction နဲ့ sexual reproduction ဆိုပြီးတော့နှစ်မျိုးတွေ့ရမှာဖြစ်ပါတယ်ရှင် excretion မှာတော့ကျမတို့ရဲ့ animal တွေစီကနေပြီးတော့ carbon dioxide တွေ urea တွေထွက်သွားတာတွေပါဝင်ပါမယ်အပင်တွေကဆိုလို့ရှိရင်တော့ oxygen ကို waste product အနေနဲ့ထုတ်ပစ်တာတွေပါဝင်မှာဖြစ်ပါတယ် Mrs. Green ရဲ့နောက်ဆုံး and nutrition မှာဆိုလို့ရှိရင်တော့ human တွေ animal တွေအနေနဲ့ nutrient တွေကိုခန္ဓာကိုယ်ရဲ့ရယူတာတွေအပင်တွေအနေနဲ့ photosynthesis လုပ်ဆောင်တာတွေပါဝင်ပါမယ်အားလုံးပဲကျမရဲ့ channel လေးကို TikTok နဲ့ YouTube မှာ subscribe and follow လုပ်ပေးဖို့လည်းမမေ့ကြနဲ့အောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်